5သိန်းလာလိုက်5သိန်းနော် မထင်တော့ ကျမကျဲဆိုပေးရလဲမော်လမြိုင်ဆိုပြလဲ နာလိုင်းဖြစ်မလား ကဲ အမလေးမထင်ဘူးနော်အဲ့သမီး ပြစရာကြီးကြီးမားမားရှိရဆိုရင်လည်းလှမ်းပြောပေးပါရာတက်ပံပေါ့နော်ဂုံတာဝန်ယူပါရဲဆိုတော့သူအရန်ပီတီဖြစ်ရပါတယ်ပြီးတော့ နာရာလေတခါကူညီပူးပါတယ်ဆိုင်အခက်အခဲဖြစ်တဲ့အချိန်မှာလေသူတခါကူညီပူးခဲ့အဲ့ကျမချမ်းသာပါစေလို့နော်စိတ်ရောကိုပါမိသားစုတွေစီစီလုံးလုံးနဲ့စတဲ့တပူတိုးပြီးတော့လူတိုင်းတာတိုင်းရပါစေအရာရာပြည့်စုံပါစေ အားလုံးပဲလာပါဒီကတော့ကောင်းမှုတစ်ခုလေးစီပြီးပေါ့နော်ကောင်းကျိုးမင်္ဂလာအိမ်ဘက်ကိုလှုပ်လှုပ်ပါဖြစ်ပါတယ်ခုဒါခုရောက်ရှိနေတာကရောက်တကုံကဘယ်နေရာလဲဗရမယာလမ်းမှာရှိရဲမိတ်ကပ်ပညာရှင်မမီကြိုင်ရဲ့အိမ်ကိုရောက်ရှိနေတာပဲ မင်္ဂလာပါသမီးဒီဆောင်လေးမှာနေတာနော်မမီးဒီမှာနေတစ်နှစ်ခွဲတော့ရှိသွားတယ်တစ်နှစ်ခွဲတော့သူ့ဖေမသိရမလားခိုးရိုက်ပေးတာအဲ့ဒီလိုမျိုးမနက်နာကြတော့လေမနက်နာကိုအဲ့ဒီမော်ဒယ်မိုင်မှာနေတာတယ်လီဖုန်းဆက်ခေါ်ပေးပြီးတော့အတဲလေးယူဆုံးကိုရိုက်ဖြစ်သွားတယ်အဲ့ဒါလည်းပောက်သွားတယ်အားပဲဒါမင်းသမီးနဲ့လက်လုံးကတော့မင်းသမီးနဲ့လက်စလုံးနဲ့တော့ကိုနဲ့ပတ်သက်ဟိုဆက်ဆံမှုရှိတာပေါ့နော် ဒါကတော့ Academy ခိုင်သိန်းကြီးနန္ဒာလိုင်တို့ရဲ့ makeup artist ပါဆိုသူကပြောလိုက်တဲ့အချိန်မှာ interview လေးတက်သွားတက်တဲ့အချိန်မှာမခိုင်လေးရတယ်တွေ့တော့ချက်ချင်းရောဟို10သိန်းလူပေးပါဆိုလို့ချက်ချင်းသွားလို့ဖြစ်တယ်ခုလည်းနောက်တစ်ခါပေါ့နော်အရန်ဝမ်းသာမဲ့သတင်းလေးပါပါတယ်ကဲမမီကြအောင် surprise တိုက်ပါဆိုလိုက်ခဲ့ပါနော်စိတ်လှုပ်ရှားဝမ်းသာအဲ့နေ့ဆိုဒါရတပ်ပံရမှာလေရတပ်ပံတော့ surprise တော့ကဲသွားကြမယ်မင်္ဂလာပါကဲမမီကြိုင်ဒီနေ့ကတော့မမီကြိုင်လည်းခုစေကန်းသွားတော့မယ်ဆိုတာကိုအဲ့ဒီတို့ရှက်တည်းဒါပေမဲ့အရန်ပျော်စေခြင်းလို့ပြီးတာဟုတ်တယ်နုပညာရှင်ဖြစ်မယ်ထင်တယ်မမီကြိုင်လိမ့်ခဲ့ဘူးရဲ့မင်းသမီးတယောက်ကမမီကြိုင်အတွက်ကိုရတပ်ပံပေါ့နော်ထောက်ပံ့ခြင်းရှိတယ် အောင်လေး ရတပ်ပံဘယ်သူဖြစ်မယ်ထင်လဲ ဟုတ်တယ်မကြိုင် ဘ စ ယ်သူ စား ဖြစ် ပေး မယ် ပါ ထင် အောင် လဲမမီကြိုင်တမီအရင်ရနော် တိတ်လည်းမသိဘူးကွာ မမီကြိုင်လေအဲ့ယူရသူလိမ့်လာတယ်သူနာမည်ကြီးလို့ကြီးမန်းတော့မသိဘူးလေအပြင်လောကမှာသူအရန်နာမည်ကြီးကြီးနေပြီဒါပေမဲ့သူ့ကိုယ်သူလည်းမိတ်ကလေးလို့နာမည်ကြီးလို့ကြီးမန်းလည်းမသိဘူးအဲ့တော့မမီကြိုင်ကိုမမီကြိုင်ရှိမှာပေါ့နော်စလိမ့်ပြီးတော့ဟိုမင်းသမီးလည်းဖြစ်သွားတယ်ပြီးတော့လည်းအရန်လည်းခုအကယ်ဒမီလည်းရတယ်အဲ့မင်းသမီးကမမီကြိုင်အတွက်ကိုရတပ်ပံ အရင်ချောတယ်အရင်လာခုချိန်လာနေတော့ ကျဲမကျဲဆိုပေးရလဲမော်လမြိုင်ဆိုပြလဲ နာလိုင်းဖြစ်မလား ကဲ အမလေးမထင်ဘူးနော်အဲ့သမီးကိုရမ်းချက်တာမှန်တယ်ဒါနဲ့လေမမီဘဝအမျိုးစုံနေဆိုတော့မဘာပြောမပြောတတ်ဘူး မင်းသမီးလည်းအများကြီးပဲလေ အများ ဆို ကြီးပဲဆိုတော့အဲ့ အခုအကယ်ဒမီနန္ဒာလိုင်ကကိုစီပေါ့နော်ကိုစီအကယ်ဒမီနန္ဒာလိုင်မိသားစုကမမီကျန်းကိုလာတိုင်းဘယ်လောက်ဖြစ်ပဲထင်လဲ5သိန်းလာတိုင်း5သိန်းနော် မထင်ဘူးတော့ ထင်လာတိုင်းမမီကျန်းကိုပြီးတော့ကြတော့နောက်ထပ်လည်းတစ်ခုရှိသေးတယ်မမီကျန်းအကယ်ပေါ့နော်မပြောကောင်းမဆိုတော့နော်အကယ်နာရေးဖြားရေးအကြီးကြီးဖြစ်လို့စေးရုံစေကန်းနေတက်ရမယ်ဆိုရင်လေသူတို့မိသားစုကတာဝန်ယူပါတယ်တဲ့အာသမီးကအရန်ဝမ်းတာလို့အမမန်ကလေမနက်နာရောမမီကြိုင်ရောကဒီလိုမီဒီယာပေါ်တင်ဖို့ကိုလုံးဝအစီအစဉ်မရှိပါဘူးမနက်နာကလည်းလုံးဝမတင်ပါနဲ့သူတက်စိတ်တန်လေးနဲ့ပဲလှူတာပါမမီကြိုင်ကိုကူညီတာပါကိုစီတို့ကလည်းဒီလိုပဲပြောရဲဒါပေမဲ့သူကကြတော့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့မိတ်ကပ်ပညာရှင်တွေကိုယ့်ရဲ့ဘဝတွေကိုဒီလိုမျိုးအကယ်ဒမီမင်းသမီးကကြည့်ရှုထောက်ပံ့တယ်ဆိုတော့အရန်ဝမ်းတာတယ်အတိုင်းမသိဘာလို့ကိုယ့်ရဲ့ဘဝတွေလေနော်အဲကြောင့်မမကြိုင်လဲအခုဆိုလို့ မထင်ဘူးအဲ့လိုလေမမျော်လင့်ပါဘူးမရှိရ ဟိုမျော်လင့်ချက်နဲ့လည်းမမကြိုင်လောက်ခဲ့ရလဲမဟုတ်ဘူးရာတော့လေအဲ့တော့ အခုချိန်နဲ့ကြာကိုယ့်ကိုယ်ရဲ့လေအဆင်ပြေအောင်အမြဲစူးစမ်းတယ် ဟုတ်ကဲ့ပါ ကိုမိသားစုတွေကိုအဆင်ပြေအောင် ဘယ်သူ့မှလည်းဒုက္ခမပေးတဲ့မိတ်ကပ်ပညာရှင်အဲ့တော့မမကြိုင်တခုဟိုမနက်နာတို့ကိုစီတို့မနက်နာမိသားစုကိုဆူတောင်းစကားလေးပြောပေးပါအောင် ကျမ်းမှာချမ်းသာပါစေလို့နော်စိတ်ရောကိုပါမိသားစုတွေစီစီလုံးလုံးနဲ့စတဲ့တပူတိုးပြီးတော့လူတိုင်းတာတိုင်းရပါစေအရာရာပြည့်စုံပါစေ ဒါမမကြိုင်ကလေနှုတ်မဖွာဘူးနှုတ်လဲစောင့်စည်းတယ်မင်းသမီးတွေမကောင်းကြောင်းလည်းတစ်ခါမှမပြောဘူးအဲ့ဒါကြီးကအရန်ရေးကြည့်ရသီလားဒါတွေကဒီတဲ့ရွယ်မှာဒါပြန်ပြီးကိုယ်အထောက်ပံ့ဖြစ်တာပေါ့နော်ကိုလောကကိုကိုစီစီလုံးလေးနဲ့နေနိုင်တယ်ဟိုပြီးတော့မမကြိုင်တို့မမအောင်တို့ရှိမှနေရလေအရန်တန်ဖိုးရှိရမမကြိုင်ကိုဆိုလို့ရှိရင်ကိုကတပည့်မဟုတ်ပေမဲ့မြင်းစရာပေါ့နော်အိမ်လဲမလဲတတ်ဘူးစကားလဲမရှုပ်တတ်ဘူးအဲ့လိုကိုဘွားနဲ့ကိုနေတယ်ပြီးတော့ကျတော့စကားတွေမရှုပ်တတ်တဲ့အကျိုးကျေးဇူးကဒီနေ့ဒီချိန်မှာခံစားရတာပေါ့နော်ဒါကိုလည်းအတူယူရမယ်ကိုအသက်ကြီးလို့မပြောကောင်းမဆိုကောင်း
ဖြစ်ခဲ့လို့ရှိရင်လေဒီလိုမျိုးကြီးဆောက်ရှောက်မဲ့သူပေါ်မှာဒါမှမကြရင်ဒါဖျားတရားပေါ်ကြီးညိုတာပြီးတော့တညီခံတတ်တာတွေပြီးတော့တပည့်ပေါ်ကောင်းတာပေါ့နော်ဒီမှာမိမအမျိုးသမီးကပညာရှင်တွေဆိုတော့အများကြီးမွေးထုတ်တာနော်ဒါမှမကြိုက်တာမနက်နာတို့ပြီး မမီသားအေးလားမေးလားကတ်နေအောင်အေးလာတယ် အဲ့တော့မကြိုက်လဲနေကောင်းကြမ်းမအောင်နေပေးပါအကဲအရေးအကြောင်းလိုအပ်တာရှိရင်လည်းအန်ဒီတိုကနေတစ်ဆယ်ဆက်သွယ်ပေးပါမနက်နာကိုသူပြောပေးပြီးတော့အကုန်ကူညီပေးပါမယ်နော်ဟဲ့တဲ့မမကြိုက်ဟိုတဲ့စိုင်ဖွင့်ပေးမယ်ဟဲ့စိုင်မဖွင့်ပေးနဲ့လို့ဒါအမမဲသူစိုင်ဖွင့်ပေးတယ်ဒါပေမဲ့ကျမကတော့အဖြတ်သမားလွှဲတာမဟုတ်ဘာစိုင်ဖြစ်သပင်ညက်ဆိုင်ကြီးလောက်ချင်ဒါပေမဲ့မလုံးနိုင်တော့ဘူးပြီးရင်ဦးစီးရဲဆိုတာမလွယ်ဘူးအဲ့တော့ကျတော့အဲ့ဆိုရင်ငါတဲ့အရန်ကူညီခြင်းတယ်ပေါ့နော်ဘလို့အဲ့ဆိုရင်တော့လို့အမလားစင်ပေါ့နော်ထောက်ပံ့တဲ့ဟာလေးဆိုကောဟဲ့နေ့ကျအရန်ကောင်းတယ်ကိုပြောလိုက်တာကိုချက်ချင်းလက်ခံသွားရဲဆိုတော့နော်အဲ့ဆိုဘာလို့ဆိုဖွင့်ပြီဆိုရင် तू ပြန်ဦးစီးဆိုပင်ပန်းမယ်လေစိတ်တွေပင်ပန်းမယ်ပြီးကိုနာနေဖျားနေရတယ်ကြရက်ကိုကိုဖြစ်မယ်ဆိုအဲ့လိုစီစဉ်ပြတာအမကလည်းကိုပြောရဲဆိုကောင်းတယ်လှုပ်လိုက်ဆိုအဲ့ तू စီစဉ်ပြီးတော့တိုင်းမသိဝမ်းသားတယ်ပြီးတော့ကိုရီမိတ်ကပ်ပညာရှင်တွေတန်ဖိုးထားခံရတာပေါ့နော်အရန်ကြည်နူးတယ်ပေါ့နော် လုံနိုင်တဲ့အဆင်မရှိတော့ဘူးအသက်88နှစ်ဖြစ်သွား ဩ procession နေဒါကျမ်းမာတာပေါ့ သူ့ကိုအလားဆုံးပထမဆုံးရိုက်တဲ့ပုံကတော့အရန်လှခဲ့တယ်လို့ထင်တယ်မမောင်လှတင်တယ်လေမြမဘဲဆိုပြီးအဲ့ဒါအဖုံးထွက်တာရိုးလေးတကက်သဘာဝရဲ့သူ့ပဲမျက်နှာအတိုင်းထွက်တယ်ဘလို့လာမသိ မမီရတော့ကျွန်မအဲ့လောက်ကြီးမမှတ်မိတော့ နောက်ကဒုတိယလှတာဥအောင်ထွန်းနိုင်ရလေပလဲနေပြီးပဲဆင်ထားတာအကုန်ကြောက်မြက်ရက်ကလေးအဲ့တခုကလည်းအရန်လှတာပဲအဲ့နှစ်ခုနဲ့သူနာမည်အရန်ရသွားပါတယ် နော် ကိုကြီးမများတဲ့ အဲ့ကြီးမမြ ခုဒါမြင်တဲ့အတိုင်းပဲလေဒါတစ်လောက်5သိန်းဆိုတာကလည်းတကယ်ပြောမယ်ဆိုတော့မလွယ်တဲ့အနေထားပေါ့နော်ဆိုတော့ဟိုဘာပြောတကယ်လဲကျေးဇူးတင်တယ်အမားတို့ကိုလည်းဟိုဘယ်လိုခေါ်မလဲကိုဆိုလို့ရှိရင်လည်းအမြဲတမ်းဆောက်ရှောက်တယ်ညီမလေးဘာလေးလိုချင်လဲလိုအပ်လဲဆိုရင်လည်းဆောက်ရှောက်တယ်ဒါကို့အပြင်ဒါသူ့ရဲ့အရင်မိတ်ကပ်ဆရာကြီးဆိုတော့ထောက်ပံ့တယ်ဆိုတော့မနက်နာတို့မိသားစုလည်းစာတဘိုးတိုးပါစေစိတ်ချမ်းသာကိုကြမ်းပါစေအနည်းကင်းပေးရှင်းပါစေတော့သူကအမြဲတမ်းဘုရားရှိခိုးတိုင်းလည်းပါတယ်ဘာလို့ကို့ကျေးဇူးရှင်မို့လို့လေနော်ဟုတ်ကဲ့ပါဟုတ် မကြိုင်ရောဒီ9သိန်းဘာလို့ကိုစဉ်းစားထားလဲနားသိရ ဆေးကူနေရတယ်အခု စေကူတယ်ပြီးပြပြအောင်မယ်မမီကျန်လေလက်ထဲရှိရင်မနေနိုင်ဘူးအကုန်လုံးဝေချမ်းကျွေးမွေးမက်ခိုင်လေးပေးတော့ဆိုတော့ခောက်ဆွဲကြော်တွေဝယ်ပြီးတော့ဒီနားပတ်ဝန်းကျင်တွေလှူတယ်ကျမအကုန်သိရတွားလေစိတ်ကောင်းတော့အရန်ရှိရနော်ကိုကလေမဲ့အဲ့နေ့ညနေပဲမက်ခိုင်လေးပေးရလေအဲ့ထဲကပေါ့နော် तू သုံးလို့ရတယ်သုံးတယ်ပေါ့နော်ပြီးရင်ဒီနားပတ်ဝန်းကျင်တွေခောက်ဆွဲကြော်တွေဝယ်ပြီးလှူသေးတာအဲ့လိုဟိုကိုသားဆိုရင်လေရှေ့ဖို့နောက်ဖို့ဆိုခြံအောင်မတော့မခြံအောင်အဲ့လိုမျိုးလှူတာ ပေးတဲ့လူအတွက်လည်းထပ်ပြီးထပ်ပွားပေးတာ ထပ်ပွားပေါ့လေတန်မိုးထားခံရတယ် မနနာရဒီတခါကူညီပူးပါတယ်ဆိုင်အခက်အခဲဖြစ်တဲ့အချိန်မှာလေ ဟုတ်တစ်ခေါက် သူတခါကူညီပူးခဲ့အဲ့ ကိုအဲ့ခက်တော့လည်းကုညီပေးဖို့ရပေါ့ခုဒါကတော့လည်းအသက်အရွယ်တစ်ခုရောက်လာပြီဆိုတော့ကျမကြီးအတွက်လည်းလိုအပ်တာကုညီတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဲအဲ့ဒါဆိုသိမ်းလိုက်ရအောင်နော် မမကြိုင်တွေ့လဲနော် ကဲတော့ MC ကနေဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟယ်လိုတော့မနေသေးလား